ဗမာနိုင်ငံလုံးဆိုင်ရာအဘိဓမ္မာတောင်တာမှာလဲကျွန်တော်မဟာဗိဒ္ဓပဏိတပွဲရအဘိဓမ္မာတောင်တာမှာလဲကျွန်တော်အမြဲတမ်းဘိုးပေါ်ပြီးကျွန်တော်ဒီထောက်တဲ့ကြောင့်တပ်ပိုင်နေပြီလိုက်တနည်းအားဖြင့်ရွှေကျော်မှာလဲပြည်ရဲရဲ့တာပိုင်းခွင့်ပြည့်ရကျွန်တော်အဖွဲ့ပြီးဒီထောက်ထားကြောင့်ကျွန်တော်ကောင်းနေပါမဟုတ်ဘူးလားဟုတ်ပါဘူးဒါကြောင့်မို့ဆရာပြောက်ဖြစ်တာနဲ့နာဂကို6ပါးနဲ့ရှိဖို့လိုတယ်ထားကြောင့်သူနှုတ်ကြသနာတိကဝေဘာထောက်ပြီးအချက်ကိုကြီးစုနာဂဟုတ်ကလားကြီးစုဖြစ်တဲ့နာဂကိုတက်တာကောင်းနေကြမရှိပါဘူးဟုတ်လားနာဂကိုတက်တဲ့ညနိုင်ငံတော်ဆိုတော့ဟောရေးကြည့်လိုက်ဗမာနိုင်ငံလုံးဆိုင်ရာဆိုတော့နာဂဘုံကတော့နာဂဘုံနဲ့မြောက်လို့နာဂတင်မြောက်တောင်းလက်ခံနောက်တစ်ခါဗမာနိုင်ငံလုံးဆိုင်ရာဆိုတော့ဗမာနိုင်ငံလုံးကလက်သင့်ခံနိုင်တဲ့အပိုင်းရှိလို့တောင်းနေရဟုတ်ကဲ့ဟုတ်ပါစိတ်ကူးရင်လို့လုံးလုံးများဗမာနိုင်ငံလုံးဆိုင်ရာဆိုတော့ကိုယ်အတက်အမောဘဲနဲ့ကအဖတ်ခံဘာမှလွယ်မှဟုတ်ကဲ့တက်ကျင်တက်လို့ရဘာလို့လဲစနိုင်တယ်လဲဆိုတော့ကျွန်တော်ဒီတောင်းထုတ်ပြီးရရောက်တဲ့အချိန်မှာမှတ်တဲ့မိမိကိုင်းတွင်းလာဟောမိမိကိုင်းတော့အဖွဲ့ကြီးမဟုတ်လားဟုတ်ကဲ့အဖွဲ့ကြီးကိုနိုင်ငံတော်ကအသိမှတ်ပြုထားတော့ဗမာနိုင်ငံလုံးဆိုင်ရာတတ်နိုင်တော့တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ရွှေကျော်မှာဒီနေ့တကယ်ပြောရမယ်ဆိုရင်ရွှေကြီးဆောင်းတာနိုင်ငံတော်အသိမှတ်ပြုတာဥတည်တော်ဖွဲ့ပဲရှိဟုတ်ကဲ့ဟုတ်ကဲ့ဥတည်တော်ကဒီကနေ့မှဒါတွေဝတ်ထားခင်မွေးဘူးဒါကပဲဒီကဝတ်ပါဆရာရဲ့ဒီစိတ်တွေတတ်ပါဘယ်မှမတတ်ပါဘူးဘယ်ဘဝမှမတတ်ပါဘူးသူတို့ကလည်းကိုယ်ဆရာကိုချင်းမြောက်တော့တပည့်တစ်ပန်းလေးတွေသိကြပါသေးတော့မြင်ကြပါလို့ကျွန်တော်ညီလာခံတက်တဲ့အခါမှာဒါချိတ်တယ်ဒီပြင်ကျော်ဗမာပြည်လှည့်သွားနေတာတစ်ခုတစ်ခါမှမချိတ်ဘူးကျွန်တော်အဲတော့ပဏာတိညာပါသေးဒီနေ့ဥမာရှားခဲရွာကြီးအမတမ်းမှကြက်တည်ရှိပါဘူးမရှိဘူးလားအေးရှားခဲကြီးရွာကြက်တည်တော့ဆိုမှားပါမလားမှားပါလားဒီနေ့တို့သာဝနာဟာသာဝနာ2020ဒီနေ့ကြားတာမှာရောက်လာရပြီကွဟုတ်ကဲ့ဟုတ်ကဲ့ကြားတာမှာရောက်နေတော့မကောင်းဘူးပဲကောင်းလို့ပဲဆိုကြားတာဗရာစောင့်တဲ့သာဝနာတောင်းလို့၅ပါးသီလမြဲမှာ၅ပါးသီလတော့အတိသီလနဲ့မြဲမှာကျန်ခဲ့မှာဟုတ်ကဲ့လားဟုတ်ကဲ့ရွှေကျော်ကအလိုလို၅ပါးသီလရှင်းပြီးနေပြီလားရှင်းပြီးသွားပြီပါနော်ဒါရှင်းပြီးတာဘုလို့ကျေးဇူးလဲဘိုးတော်တွေကျေးဇူးဘိုးတော်ပြုဘိုးတော်ရေးဘိုးတော်ပွင့်ဘိုးတော်ဟန်ဘိုးတော်ဥညခင်ကျေးဇူးတွေပဲနော်တချို့ကဘိုးတော်ဥညခင်ကိုဂိုင်းကျုပ်ဆိုတော့သိုးတော်လိုကိုဗန်ကြနေရကြည့်ရမှာပေါ့ကျုပ်တို့ကိစ္စခင်ဗျားကိစ္စမဟုတ်ဘူးဟုတ်ကဲ့ဟုတ်လားဟုတ်ကဲ့ဘာလို့လဲဆိုရှင်းနေလာကြအဘေးဘိုးတော်ပြုဂိုင်းထူလောင်ရတယ်အဘေးဘိုးတော်စက်ကြမ်းဂိုင်းထူကောင်းခဲ့အိစ္ဆာပြမေအိစ္ဆာပြမေဒီဂိုင်းတော့ကျုပ်အဖြစ်အဖေဘိုးတော်ကဂိုင်းထုတ်ခဲ့တယ်ရှင်ရောအိစ္ဆာပြမေဒီစီဂိုင်းတော်ကျုပ်အဖြစ်အဖေဘိုးတော်ဂိုင်းထုတ်ခဲ့တယ်ဒီနေ့ရှင်ရောကဘာတိအောင်လုတ်သွားတာဂိုင်းတော်ကိုအမြတ်ပြင်ဟုတ်လားဟမ်ဒီနေ့ဆရာတို့ဘသူလက်ထက်ကနေတိုင်းပြည်မှာကြော်ကြဗမာမတကဘာကတိအောင်လုတ်သွားတာဂိုင်းတော်ကိုအမြတ်ပြင်ဟုတ်လားဂိုင်းထုတ်သွားမှာလားဟုတ်ကဲ့ပါဟုတ်ပါဒါရောင်းသမိုင်းလေးပြန်ကြည့်ရင်လည်းသင်ရှားပါလေမသင်ရှားဘူးလားသင်ရှားပါတယ်ဘုရားဆင်းကဆင်းသက်လာတာဒါလို့ကျွန်တော်ဂိုင်းတော်ချုပ်ကြီးရဲ့ကျေးဇူးတွေဟာတလိမ့်နေဘယ်လိုတွေးခေါ်မြင်လုံးမှမရတော့အောင်ကုန်ကျေးဇူးရှိတယ်လို့ဒီနေ့ရှားခဲ့ရွာသူနဲ့မြို့ကြီးလိုပါပဲဗျာကျွန်တော်ဝင်လာတော့ကြည့်လိုက်တော့သေုံကြီးတွေလည်းထိကြရကျောင်းကြီးတွေလည်းထိကြရရှားရဲ့မြို့ကြီးရဲ့ကျက်တီဆောင်ဆိုလည်းမှားပါမလားမှားတယ်နော်ဒါကြောင့်ရှားခဲမြို့ကြီးရဲ့အာသရိယပူဇော်ဝဲကျင်းပလိုက်တာဟာရှားခဲမြို့ကြီးလည်းနေလာလို့တောက်ကြောင်သင်ပေါ်ကျော်သွားလာပြန်တာဟုတ်ဒါလို့မဟုတ်လားဟုတ်ပါဘူးဘလူးစီးပြီးတော့စပြီးရပြီရော့ကျက်တွေလည်းရှိပါပြီနော်ဥပမာမှာအောင်ဝင်းဘိုးတို့ဆိုင်ကလည်းရှင်းတော့သုံးကြီးစွာနဲ့ပွဲစဉ်တွေကလည်းသုံးကြီးစွာနဲ့နည်းနည်းတည်းအောင်ဝင်းဘိုးတို့ကလည်းရွှေညော်ဖြစ်ကြတော့တို့ဆရာတဲ့ဂိုင်းတော်ကြီးကိုတီးရတော့တနည်းသူတို့ဘက်ကလည်းအားရကြတယ်ပေါ့ဒီလိုပွဲတွေတဲ့ဒီပွဲကအမော်ရသုံးတီးရတဲ့ပွဲတစ်ပွဲမဟုတ်ဘူးဟုတ်ပါဘူးဒါမှမဟုတ်လေသူတို့ကလည်းပြင်မနဲ့မထားဘဲနဲ့တီးလိုက်တဲ့လက်တံတွေကလည်းနားမမုန်းတော့နိုင်အောင်ကြားလိုက်ရဟုတ်လားဟုတ်ပါဘူးနားဆွဲပေါ့
တော်ပါပြီဒါကြောင့်မလို့ဂိုင်းတော်ကြီးကဖြစ်တယ်လို့ကျွန်တော်တို့ကဖြစ်ကြတချို့ဆရာတို့ဘက်တော့မရောက်သေးဘူးကျွန်တော်ရောက်တိုင်းရောက်တိုင်းဖြစ်နေကြတာအဖေမရှိတော့ဘူးဆိုတော့ပေါ်ကြတယ်ရွှေရောမှာတော့ဂိုင်းမှလူမှဆေးမှန်တော့ဆရာတို့ဒီမှာမိုးတော်ပြန်ပါလေဆရာတို့လက်နဲ့ဖြတ်ချက်လို့မပြတ်ဘူးဆိုရင်ကျွန်တော်စီးတယ်ကပါပါချာဒါတော့ဂိုင်းမှမဲ့လူမှမဲ့ဆေးမှန်အခုကဂိုင်းကြီးရွှေရောမှာမနေ့ကတော့ဆရာတော်ကပြောတယ်သာဝနာယဟန်ဖြစ်ဂိုင်းမှာဆရာကြီးဖြစ်လာကြသတိထားဘာလို့လဲဆိုတဲပြီးတော့တတိဖြစ်နေကြတာကိုဝိသမလောဘဥသိတော့မဖြစ်ပါဘူးတချို့ကလည်းပသိမလေနဲ့ကူးလာတယ်အချိန်မတော်ဆေးတော်80ဂိုင်းလောက်အမေဝိဇ္ဇာလေးနဲ့ကူးလာတာကသူပြောတာဝိဇ္ဇာကြောင့်ပြောတာမဟုတ်ဝိဇ္ဇာလေးနဲ့ကူးလာတာကျွန်တော်ရန်ကုန်မှာတော့အမည်မသူဘူးတဲ့အသက်80ကျော်80လောက်တန်းတော်ကအချိန်လာတဲ့ဆေးတော်90တပည့်တွေတတ်နေကြအဖေတို့လက်ထက်တုန်းကတော့ဘာပြောလဲဆိုအရှိမတော့သူတော့ခေါင်းရတာပေါ့လေဒီနေ့အဖေလည်းမရှိတော့ဖြစ်ချင်တယ်ဖြစ်တော့တာအဲ့တော့ကိုတော့အဖေတို့ရှိတော့ဆရာမဆရာခံမယ်ကွာတပည့်မတပည့်ခံအခုတော့ဆရာမတာတပည့်ခံမနေရဘူးမခံရဘူးလားဟုတ်ပါဘူးဘိုးတော်ကလဲပေးလို့သူ့ကြည့်တော့တရားနဲ့ဝယ်စရဟုတ်ကဲ့ဒါဒီကိုမြအကဲမြရွှင်ကြောတကယ်မဲ့မောင်းနဲ့လုတ်တဲ့လူတွေသနာပြမကောင်းလားကောင်းပါကောင်းဆရာယူဖို့မလိုဘူးလားဒါကလည်းတရတိနဲ့ဥပမာပေးလိုက်အောင်မယ်ရင်ခွဲလို့မချစ်သူတို့သုံးလုံးတော်နဲ့တို့စိုင်လို့တော့ရှိတယ်အရာတိုင်းသူပါကမောက်သိကျွေးမတူပါဘူးမတူတော့တတိထားနော်ဟုတ်ကဲ့ဒါကြောင့်အရာတိုင်းတော့ဒီနေ့ကြေရဝင်းပြောမယ်ဆိုအဖေဦးနဲ့ကမွေးထုတ်ထားတဲ့